စစ်မှန်တဲ့ဤစနစ်နဲ့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ပါသာလေစိတ်နှလုံးအေးချမ်းမှုဆိုတာကိုရရှိတယ်အစ္ဆဒတန္တိလို့ခေါ်တယ်ဟရိယတတန္တိနှလုံးသားရဲ့အေးချမ်းမှုဆိုရှင်တွေကအပူမီးတွေကင်းသွားမှသာလျှင်အေးချမ်းမှုဆိုတာစိတ်ကိုရမှာဖြစ်တယ်အစွန်အဖျားနဲ့ကြည့်မယ်ဆိုရင်တချို့အနောက်နိုင်ငံတွေဟာဘုရားဘာသာမဟုတ်လို့ဘုရားရဲ့ဆုံးမတရားတော်ကိုပြည့်ပြည့်ဝဝမရဘူးသို့တော့ရသလောက်လေးအသုံးချပြီးတော့မြတ်စွာဘုရားရဲ့တရားတော်ထဲမှာပါဝင်တဲ့တတိပဌာန်ကျင့်စဉ်ကလေးလောက်ကိုကျင့်ပြီးတော့ဘဝရဲ့အေးချမ်းမှုကိုရယူကြတယ်ဆိုမင်္ဂလာပါကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဤတရားတော်များကိုနေ့စဉ်နာယူနိုင်ရန်ဤ channel မှာကြိုဆိုပါရစေလူသားတွေမသိမနေရသင်ကြားဖို့ဆိုပြီးတော့သင်ရိုးညွှန်းတမ်းမှာ subject matter ဆိုတာကိုထည့်သွင်းထားပြီးတော့ဘာသင်ပေးတော့ဆိုဘုန်းကြီးတို့2009ခုနှစ်ကကြောက်ကိုရီးယားရောက်တဲ့အချိန်မှာအဲ့ဒါကိုစတင်ပြီးတော့သိရှိခဲ့ရတယ်ကိုရီးယားဒုံခွတ် University မှာကတိကကျောင်းဆရာမတူလာရောက်ပြီးတော့တွေ့ဆုံကြတော့တာနဲ့သူ့ကိုမေးတော့ဘာပညာရပ်ကိုသင်ပေးလဲဘယ် subject ကိုသင်တယ်လို့ဆိုသူပြောတာ MBSR ဆိုတဲ့ subject ကိုသင်တယ် MBSR ဘာလဲလို့ဆိုတော့ mindfulness based stress reduction subject mindfulness based stress reduction ဆိုတာတတိကိုအခြေခံတဲ့တတိကိုအခြေခံပြီးတော့စိတ်ဖိစီးမှုတွေကိုလျှော့ချတဲ့နည်းဆိုအဲ့ဒါမြတ်စွာဘုရားရဲ့နည်းတတိပဌာန်နည်းတတိပဌာန်နည်းနဲ့လူတွေရဲ့စိတ်ဖိစီးမှုတန်တွေကိုလျှော့ချလူတွေဟာတိုးတက်လေးစိတ်ဖိစီးမှုတွေများလာလေးရှင်ပြိုင်မှုတွေများလာလေးစိတ်ဖူးစီမှုတွေများလာလေစိတ်နှလုံးအေးချမ်းမှုဆိုတာရုပ်ဝတ္ထုတိုးတက်မှုဘက်ကရနိုင်တာမဟုတ်ဘူးပေါ့ဒါကြောင့်မို့မြန်မာနိုင်ငံမှာရုပ်ဝတ္ထုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားဟာပို၍လိုအပ်လာမှာပဲဖြစ်တယ်မတိုးတက်လို့အောက်ကျနောက်ကျဖြစ်နေတဲ့အချိန်မှလည်းပဲလူတွေရဲ့နှလုံးသားအေးချမ်းစေဖို့အတွက်မြတ်စွာဘုရားရဲ့အဆုံးအမတွေကများစွာအထောက်အကူပြုခဲ့လူတွေဆိုတာဆင်းရဲလင်တစ်မျိုးချမ်းသာလင်တစ်မျိုးရှင်တွေကပူလောင်မှုတွေဟာတိုးတက်များပြားလာတတ်တယ်မရှိတောင်းတရှိကြောင်းကြဆိုတဲ့အတိုင်းမရှိရင်လည်းရှိခြင်းနဲ့ရှိလာပြန်လို့ရှိရင်လည်းပူပန်ကြောင်းကြနေချဗျာလူသဘာဝမတိုးတက်ရင်လည်းစိတ်ပူတယ်တိုးတက်ရင်လည်းစိတ်ပူတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ယဉ်တဲ့နှလုံးထဲမှာရှင်သန်နေဖို့သိအရေးကြီးတယ်ဒါတွေကသာလေမြန်မာလူမျိုးတွေရဲ့နှလုံးသားထဲမှာတည်ရှိပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်ကြတိုးတက်ရင်လည်းတိုးတက်သည့်အလျောက်ဆိုးရုပ်ရင်လည်းဆိုးရုပ်သည့်အလျောက်အပြောင်းအလဲမရှိတဲ့တည်ငြိမ်တိမှတ်တဲ့စိတ်နေသဘောထားတွေကိုရရှိထားမှသာလေမြန်မာလူမျိုးတွေရဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာဖြစ်မှာဖြစ်တယ်ဒါကြောင့်မို့မြန်မာနိုင်ငံမှာမြတ်စွာဘုရားရဲ့ပိဋကစာပေတွေဆုံးမတွေတည်ရှိနေဖို့ဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုလို့ကြွေးကြော်နေကြသည်
သစ္စာပြုနေကြသည့်အတိုင်းပဲတကယ်ကိုဗုဒ္ဓသာသနာလို့ဆိုတဲ့ဘုရားရဲ့အဆုံးအမတွေအကြာကြီးတည်ရှိဖို့ဟာအလွန်ကိုရည်ကြီးတယ်လို့ဆိုဒါဖြင့်မြတ်စွာဘုရားအဆုံးအမတွေတည်အောင်ဝိုင်းပြီးတော့ဆုတောင်းကြရမှာလားဆုတောင်းရုံနဲ့မရဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေတည်ရှိအောင်ဘာလုပ်ရမလဲသင်ယူခြင်းလေးလာခြင်းလိုက်နာခြင်းသုံးခြင်းသာလည်းဖြစ်တယ်အခုလိုတရားဝဲကြီးတွေလုပ်ပြီးတော့တရားနာတဲ့သင်ယူခြင်းပဲဖြစ်တယ်သင်္นานတွေဖွင့်ပြီးတော့သင်ကြားတယ်သင်ယူခြင်းပဲဖြစ်တယ်ဆွေးနွေးတယ်လေးလာတယ်သင်ယူခြင်းပဲဖြစ်တယ်အဲ့ဒီသင်ယူမှုတွေနဲ့သိရှိထားတဲ့အတိုင်းလက်တွေ့လိုက်နာခြင်းသုံးခြင်းဆိုတာtheory နဲ့ practical ဒီနှစ်ခုပေါင်းစပ်ပြီးတော့ထားလိုက်မယ်ဆိုရင်ကောင်းမြတ်တဲ့ရလဒ်အကျိုးတွေထွက်ပေါ်နေမှာပဲဖြစ်တယ်။ဒါကြောင့်မို့သိယူခြင်းဟာအမှန်တမ်းအရေးကြီးတယ်။မြတ်စွာဘုရားကလူသားတွေကိုအကျိုးပြုနိုင်တဲ့အကြောင်းတရား၄မျိုးဆိုပြီးတော့အင်္ဂုတ္တရနိကေမှာဟောထားတာရှိတယ်။အဲ့ဒီ၄မျိုးထဲမှာ2မျိုးကအပြင်ပဲအကြောင်း external condition လို့ခေါ်တယ်အပြင်အကြောင်းဗဟိတအကြောင်းကျန်2မျိုးက internal condition လို့ခေါ်တယ်အစ္ဆဒအကြောင်းလို့ဒီအကြောင်း2ရပ်အလုံး4မျိုးအပြင်အကြောင်းအတွင်းအကြောင်းဆိုတာနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ဆောင်လိုက်မယ်ဆိုလို့ရှိရင်အသိပညာတွေကတိုးတက်လာပြီးလူသားတွေအတွက်များစွာအကျိုးဖြစ်ထွန်းမယ်လို့အဲ့ဒါကဘာလဲလို့ဆိုရင်နံပါတ်1ကတပ္ပုရိသတန်တေဝပညာတတ်တဲ့လူတော်လူကောင်းတွေနဲ့ပေါင်းစုံမိဖို့စိကပ်ဖို့တတ္တမတဝနာထိုသူတော်ကောင်းတွေစီကမြတ်စွာဘုရားရဲ့အဆုံးအမတရားများကိုနာယူမှတ်သားသင်ယူလေ့လာဖို့ဒီနှစ်ခုဟာအပြင်အကြောင်းနှစ်ကြောင်းလို့ခေါ်တယ်အဲ့ဒါလို့ဆရာနဲ့ဆုံတွေ့ခြင်းပညာသင်ခြင်းချင်းညွတ်ပြောမယ်ဆိုရင်ဆရာထံချင်းကပ်ခြင်းနဲ့ပညာသင်ယူခြင်းဒီနှစ်ခုအဲ့ဒါတင်ပြီးပြီလားလို့ဆိုမပြီးသေးဘူးအတွင်းအကြောင်းနှစ်ခုကယောနိသောမနတိကာရနဲ့ဓမ္မနုဓမ္မပฏิပန္နာမမှန်ကန်ကန်နှလုံးသွင်းဆင်ញင်သုံးသပ်ခြင်းဆိုတဲ့ယောနိသောမနတိကာရဓမ္မနုဓမ္မပฏิပန္နာလို့ခေါ်တဲ့အတိုင်းတရားအဆိုအမိတ်အတိုင်းမြတ်စွာဘုရားလမ်းညွှန်တဲ့လမ်းဆုံးပန်းတိုင်နဲ့တင့်လျော်တဲ့လက်တွေ့ကျင့်သုံးမှုတစ်ခုကိုကျင့်သုံးခြင်းလို့ဆိုတော့ပေါင်းလိုက်မယ်ဆိုရင်စာတွေးနဲ့လက်တွေ့ပဲဒါလားအဲ့ဒါလို့နှစ်ခုပေါင်းစပ်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမတွေရင်းနဲ့နှလုံးနဲ့ရောက်အောင်လုပ်အောင်ဖြစ်တယ်ဒါကိုအချင်းချုပ်ပြောရင်တော့ပရိယတ္တိနဲ့ပฏิပတ်တိလို့ပြောအောင်ပရိယတ္တိဆိုတာသင်ကြားပို့ချပေးခြင်းသင်ယူမှတ်သားခြင်းပฏิပတ်တိဆိုတာလက်တွေ့လိုက်နာကျင့်သုံးခြင်းဆိုရင်ဒီချက်နှစ်ချက်ဆောင်ရွက်မှသာလေမြတ်စွာဘုရားရဲ့ဒီအဆုံးအမတရားတော်တွေဟာဒီနိုင်ငံမှာမပြောင်းမကွယ်အောင်တည်ရှိနေမှာပဲဖြစ်တယ်အဲ့ဒါဟာအရေးကြီးတဲ့ကအရေးကြီးဆုံးထဲမှာနံပါတ်1အရေးကြီးဆုံးပဲဒီကနေ့ခေတ်စဉ်းစားကြည့်လွန်မဲ့နှစ်ပေါင်း2600လောက်ကဒီဆုံးမတရားတော်တွေကိုအိန္ဒိယနိုင်ငံမှာဟောခဲ့တာဖြစ်တယ်သို့တော့အိန္ဒိယနိုင်ငံမှာဗမာပြည်ထွန်းကားတယ်လို့ထွန်းကားသေးလားဆိုမထွန်းကားတော့အိန္ဒိယနိုင်ငံလူတွေကဘုရားရဲ့ဆုံးမတွေကြောခိုင်းသွားပြီလို့ပြောလို့ရတယ်ကြောခိုင်းသွားပြီဆိုရင်ပျောက်ကွယ်သွားတဲ့သဘောမြန်မာပြည်မှာဟောတဲ့တရားမဟုတ်ပြီမဲ့လို့မြန်မာလူမျိုးတွေရဲ့ယင်ထဲမှာ AD 17ရာစုလို့ခေါ်တဲ့ပကံခေတ်ကစပြီး
အရှိန်နဲ့အဟုန်နဲ့အမြင့်တွေဆင်းသက်လာခဲ့တဲ့ပိဋကစာပေဘုရားရဲ့ဆုံးမတွေဟာမြန်မာလူမျိုးတွေရဲ့ကြိုးပမ်းအထောက်မှုကြောင့်ဒီကနေ့မြန်မာလူမျိုးတွေပိုင်ဆိုင်တဲ့တကယ်တန်မိုးကြီးမားတဲ့အနှစ်သာရယရဏပစ္စည်းတစ်ခုဖြစ်တယ်အဲ့ဒီတန်မိုးကြီးမားလာတဲ့အနှစ်သာရရှိတဲ့ယရဏပစ္စည်းကိုမြန်မာလူမျိုးတွေကောင်းကောင်းထိန်းရမှာဖြစ်တယ်မထိန်းသိမ်းဘူးဆိုရင်လက်လွတ်ဆုံးရှုံးသွားနိုင်တယ်ဒါဟာအရေးကြီးတဲ့အချက်ပဲเนาะတော့ထိန်းသိမ်းမယ်ဆိုတာဘယ်လိုထိန်းသိမ်းရမှာလဲလို့ဆိုရင်ခုနကသင်ယူခြင်းလက်တွေ့ကျင့်သုံးခြင်းဆိုတာလည်းပဲထိန်းသိမ်းအောင်ပိဋက30နိကေ9ပြတပတ်ခန္ဓာပေါင်းတရားတွေဟောပြောပွဲတွေလေးလာပွဲတွေသင်ယူပွဲတွေသင်တန်းတွေနဲ့အခုဒီကနေ့ခေတ်ဆိုတော်အားရကြရှိတာသူနီးသူဟန်နဲ့တော့သင်တန်းတွေဖွင့်ပြီးတော့သင်ရတယ်အဘိဓမ္မာသင်တန်းတို့ဝိသုဒ္ဓိမေသင်တန်းတို့နိကေသင်တန်းတို့ဆိုတာမျိုးတွေမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်တန်းဖွင့်ပြီးတော့သင်ယူလေ့လာနေကြတာဒါကောင်းတဲ့အစဉ်အလာတစ်ခုပဲဖြစ်တယ်မှန်ကန်တဲ့လောက်ရတစ်ခုဖြစ်တယ်ဒါကြောင့်မို့ပို့ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုယဉ်ထဲရောက်လာပြီးတော့ထိုတရားတော်တွေအတွက်လက်တွေ့ကျင့်သုံးနေကြအဲ့တော့ပါဠိဘာသာဟာလည်းပဲမြန်မာပိုင်းပစ္စည်းဖြစ်လာပြီပိဋက30နိကေ9ပြတပတ်ခန္ဓာပေါင်း8400နဲ့မြန်မာလူမျိုးတွေပိုင်တဲ့ယရဏပစ္စည်းဖြစ်လာကိုပိုင်တဲ့ယရဏဟာကိုပြေကထွက်တာမဟုတ်ပေမဲ့ကိုပိုင်တဲ့ယရဏကိုမပြောက်ပြဲအောင်ပိုင်ဆိုင်သူကထိမ့်သိမ်းရမှာပဲပေါ့ဗမာပြည်ကယရဏပစ္စည်းတွေနိုင်ငံခြားရောက်သွားသူတို့ပိုင်သွားတာပဲလေအဲ့တော့ဘယ်ဟာပဲလာမြန်မာလူမျိုးတွေလက်ထဲရောက်တဲ့ပါဠိဘာသာနဲ့ပိဋကစာပေကိုမပြောက်ပြဲအောင်ဘုန်းကြီးတို့တွေအဓိကထားပြီးထိမ့်သိမ်းဆောက်ရှောက်ကြမှာဖြစ်တယ်ဆိုတာကိုတတိချက်ကြဖို့လိုတယ်ပေါ့နော်ဆက်လက်ជីវတုတ်တဲ့နေအောင်လုပ်ရမယ်အဲ့ဒီပိဋက30နိကေ9ပြတပတ်ခန္ဓာပေါင်း8400ထဲမှာအပါဝင်တဲ့ဂါရပုတ်ပေါင်း400ကျော်နဲ့ဟောထားတဲ့ဓမ္မပဒဒေသနာဆိုတာဟာနေ့စဉ်ဘဝမှာအလွန်တန်မိုးရှိပြီးတော့မြတ်စွာဘုရားဟောကြားညွှန်ကြားဆုံးမတဲ့အတိုင်းဘုန်းကြီးတို့တွေဘယ်လိုလိုက်နာရမလဲဆိုတာအမြဲတမ်းတန်မိုးရှိတဲ့ဆုံးမတွေဖြစ်တယ်အဲ့ဒီဂါရပုတ်ပေါင်း400ကျော်တဲ့ကဒီကနေ့နံပါတ်83ဂါထာကနေစပြီးတော့ဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာကိုရအောင်ဘုန်းကြီးတို့တွေကြိုးစားကြရမှာဖြစ်တယ်မြတ်စွာဘုရားကအခါအားလျော်စွာပုဂ္ဂိုလ်အသီးသီးကိုဟောပြောခဲ့တာဖြစ်တယ်သို့တော်မြတ်စွာဘုရားဟောသမျှတရားသည်စတုပရိသသာဒရဏဘဂဝတောဓမ္မထေသနာမြတ်စွာဘုရားဟောသမျှတရားသည်ပရိသတ်၄ပါးနဲ့ပတ္တထာရေကြီးပဲတခါတည်းဥတ္တိရာယဟန်တော်တွေတန်ဃာတွေကိုဥတ္တိတော်လဲလူပုဂ္ဂိုလ်တွေနဲ့မဆိုင်ဘူးလို့ဒီလိုမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားရဲ့ပရိသတ်၄ပါးဆိုတာအမျိုးသားယဟန်တော်ဆိုတဲ့ဘိက္ခုအမျိုးသမီးယဟန်လို့ဆိုတဲ့ဘိက္ခုနီဒီကနေ့ခေတ်တော့သီလရှင်ဆရာတွေပေါ့အမျိုးသားဥပဒကာအမျိုးသမီးဥပတိကမလို့ Buddhist Society လို့ဆိုတဲ့ဗုဒ္ဓရဲ့တပည့်အဖွဲ့အစည်း၄ရပ်ရှိတယ်။ဘုရားဟောသမျှတရားသည်ဘိက္ခုဘိက္ခုနီဥပဒကာဥပတိကာလို့ခေါ်တဲ့ဒီပရိသတ်၄ပါးနဲ့သက်ဆိုင်တယ်လို့ဒီလိုပဲမှတ်သားရမှာပဲဖြစ်တယ်။အလုံးအတွက်ဟောတယ်လို့အဲ့တော့83ခါထားမှာလူတွေရဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့စိတ်နေသဘောထားကောင်းမွန်ခြင်းမကောင်းမွန်ခြင်းကိုယ့်ကိုဆန်းစစ်ပြီးတော့စိတ်နေသဘောထားကောင်းအောင်ကြိုးစားအထောက်ဖို့မြတ်စွာဘုရားကဆုံးမသွန်သင်ခဲ့တာပဲဖြစ်တယ်ဒီဒေသနာတော်ထဲမှာအတန္တံဘာဝနာမိတ်စေယပုရခရင်စဘိက္ခုတု
အာဝတိတုဣတရိယပူဇာပရကုလိတုစာစကလုံးလေးတွေကရှင်းရှင်းလေးပဲဟောသွားတာဖြစ်တယ်အတိုင်းဝိုင်းတစ်ခုမှာအတိုင်းဝိုင်းတစ်ခုမှာလူရဲ့စိတ်ဆိုတာမတမထူးခြားလူရဲ့စိတ်ဆိုတာမတမဆံပြတယ်အဲ့ဒီမဲ့ယဟန်ပဲဖြစ်ဖြစ်ရှင်လူပဲရှင်ပုဂ္ဂိုလ်ရှင်ယဟန်ပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်အတ္တန္တဘာဝနာဝိစေယဆိုလောကလူတွေဟာကိုယ်မရှိတဲ့ဂုဏ်နဲ့ချီးမွမ်းတာကိုကြိုက်ကြတယ်ကိုရှိရှိမရှိရှိကိုယ်ချီးမွမ်းရင်ကြိုက်တယ်လို့ဆိုတယ်အဲ့တော့လူတိုင်းဟာချီးမွမ်းခံကြတယ်ချီးမွမ်းခံတဲ့ဂုဏ်ကိုယ်မှရှိလားဆိုရှိချင်မှရှိပါအများရဲ့အထင်ကြီးလေးစားမှုကိုယ်မရှိတဲ့ဂုဏ်နဲ့ချီးမွမ်းတာချီးမွမ်းရင်လူတိုင်းကကြိုက်လေရှိကြတယ်အဲ့ဒါကြိုက်တဲ့သလားနော်အဲ့ဒါကောင်းသလားကြည်မြတ်စွာဘုရားအတ္တန္တံဘာဝနာမိစေယကိုယ်မှမရှိတဲ့ဂုဏ်နဲ့ချီးမွမ်းတာကိုလိုလားတာတခုပုရိခရင်စဘိက္ခုတုတန်ဃာတွေမှာဆိုရင်ယဟန်တော်တွေအတိုင်းဝိုင်းမှာလူကြီးလှုပ်ချင်တယ်ခေါင်းဆောင်လှုပ်ချင်တယ်အဲ့ဒီခေါင်းဆောင်လှုပ်ချင်တဲ့စိတ်ဓာတ်ရောကောင်းသလားအာဝတိတုဣတရိယပူဇာပရကုလိတုစာအာဝတိတုဣတရိယယန္တန်ဃာတွေနေထိုင်တဲ့ကျောင်းကန်တွေမှာစီမံဖို့အစိုးတရားစီမံခွင့်အုပ်ချုပ်ခွင့်ရချင်တယ်ဆိုတဲ့ဆန္ဒဟာရောကောင်းသလားပူဇာပရကုလိတုစာတရားတော်မတွေကအာလုံးကိုယ်ကိုဂုဏ်ပြုတာလေးစားတာပူဇော်တာကိုကြိုက်တယ်ဂုဏ်ပြုခံခြင်းနဲ့လေးစားမှုကိုခံခြင်းနဲ့ဆိုတော့ဒီအချက်၄ချက်ဒီချက်၄ချက်ဟာလူတွေရဲ့ဆန္ဒထဲမှာရှိနေတယ်ပေါ့နော်လူတွေရဲ့ဆန္ဒအတိုင်းအဝိုင်းတစ်ခုမှာဆိုရင်ဒီဆန္ဒတွေရှိတယ်ရက်ွက်ထဲမှာပဲဖြစ်ဖြစ်အတိုင်းဝိုင်းထဲမှာဖြစ်ဖြစ်နိုင်ငံရေးပါတီထဲမှာပဲဖြစ်ဖြစ်လူအဖွဲ့အစည်းမှာပဲဖြစ်ဖြစ်ဟောဒီအချက်၄ချက်ကရှိနေတယ်လူတွေရဲ့စိတ်ဓာတ်အနေနဲ့ရှိတယ်ကိုယ်မရှိတဲ့ဂုဏ်နဲ့ချီးမွမ်းခံခြင်းနဲ့နော်အများပေါ်မှာခေါင်းဆောင်လုပ်ခြင်းနဲ့ဥစည်းဥရဲ့ခေါင်းဆောင်လုပ်ခြင်းနဲ့နေရာထိုင်ခင်းကိစ္စတွေမှာအစိုးတရားပိုင်ဆိုင်စီမံပိုင်ဆိုးခြင်းနဲ့အများကကိုယ့်ကိုအလေးပေးတာကြိုက်တယ်သူ့ရဲ့အတွေးတွေဒါတွေကြိုက်တော့ဘလို့အတွေးတွေပေါ်လာတော့ဆိုမမေဝကတမဉ္ဇန္တုဂိဟိပပစ္စိတာဥဘောရှင်လူယဟန်ရှင်နေပဲဖြစ်စေစေလူတွေကပဲဖြစ်စေစေဟုတ်လားရှင်လူယဟန်နှမျိုးလုံးကဘာပဲလှုပ်လို့ကောင်းတာလှုပ်တယ်ဆိုရင်သူလှုပ်တယ်လို့ပဲထင်မြင်ယူဆစေခြင်းနဲ့အလုံးဟာခုံယူစရာရှိရင်သူလှုပ်ထားတာလို့လူတွေကိုသိစေခြင်းခုံယူခြင်းနဲ့မမေဝတိဝတ္တအတုကိစ္စကိစေတုကိစ္စမေစီဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်ဆောင်ရွက်လုပ်ပိုင်ပွဲကိစ္စတွေဘယ်လိုဟာမျိုးပဲဖြစ်ဖြစ်သူ့ဆန္ဒအတိုင်းပဲဖြစ်စေခြင်းတယ်အများဆန္ဒမဟုတ်ဒါလူကြီးလုပ်တဲ့ပုဂ္ဂိုလ်တွေမှာအဲ့ဒီပုံစံမျိုးပေါ်တတ်တယ်သူတို့ဆိုလို့တယ်နော်ရက်ွက်ထဲမှာလဲရက်ွက်ထဲမှုအဖွဲ့အစည်းတွေထဲမှာလဲအဖွဲ့အစည်းတွေမှုအဲ့ဒီလိုစိတ်ဆန္ဒတွေဟာကောင်းသလားလို့ဆိုမြတ်စွာဘုရားဣတိဘာလတ္တသင်္ကပောအသိဉာဏ်ကင်းမဲ့တဲ့လူပါလာတွေဟာဒီအတွေးတွေရှိနေတတ်တယ်ဒီအတွေးတွေဆိုတာဘာတွေတော့ခုနပြောတယ်အတ္တန္တဘာဝနာကိုမရှိတဲ့ဂုဏ်နဲ့ချီးမွမ်းခံခြင်းနဲ့မရှိတဲ့ဂုဏ်နဲ့ချီးမွမ်းတာကြိုက်တယ်လူကြီးရှေ့ဆောင်ရှေ့ပြလူကြီးလှုပ်ခြင်းနဲ့နော်
နေရာထိုင်ခင်းနေပေါ်မှာပိုင်ဆိုးစီမံခွင့်အစိုးရပိုင်ဆိုင်မှုလုပ်ချင်တယ်အများရဲ့လေးစားဂုဏ်ပြုမှုကိုခံခြင်းနဲ့ဘာလုပ်လို့ကောင်းတာလုပ်တာတွေအားလုံးကသူ့လုပ်တယ်လို့ပဲထင်စေခြင်းနဲ့သူ့ရဲ့ဆန္ဒအတိုင်းအားလုံးကလိုက်ပါစေခြင်းနဲ့နိုင်ငံရေးပါတီပဲဖြစ်ဖြစ်နော်အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်မြည်သည့်အဖွဲ့အစည်းမြည်သည့်အရာပဲဖြစ်ဖြစ်အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေရှိတာဟာကောင်းသလားဆိုမြတ်စွာဘုရားကအဲ့ဒီလိုစိတ်ဓာတ်မျိုးရှိတာတွေမကောင်းဘူးလို့ဒီလိုဟောတယ်နော်ကောင်းတာမဟုတ်ဘူးနေရာတကာတိုင်းဟာဒီစိတ်ဓာတ်မျိုးတွေကြောင့်မို့လို့လူတွေကဒုက္ခရောက်တတ်တယ်ဣတိဘာလတ္တသင်္ကပ္ပောအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာဒီအတွေးတွေနဲ့လွှမ်းမိုးပြီးတော့နေတတ်တယ်တဲ့အိဆာမာနောစဝတ္တတိအိဆာလိုချင်တဲ့ဆန္ဒတွေမာနကိုယ်အထင်ရောက်မှုတွေအဲ့ဒါတွေလွှမ်းမိုးလာသည့်အတွက်ကြောင့်လူတွေရဲ့အသင်းအဖွဲ့ကြီးတစ်ခုထဲမှာဖို့လို့ချင်တဲ့စိတ်တွေပေါက်လာလို့ဒီပုဂ္ဂိုလ်ဟာတကယ်အနှစ်သာရရှိလူကြီးလောက်ရတာမျိုးမဟုတ်ဘဲနဲ့ဒီလိုဆန္ဒတွေကြောင့်မို့လို့ပြောမယ်ဆိုလို့ရှိရင်ဒီဆန္ဒတွေရှိသည့်အတွက်ကြောင့်အသင်းဖွဲ့တွေလည်းအမျိုးမျိုးကွဲနိုင်ငံရေးပါတီတွေလည်းအမျိုးမျိုးကွဲရပ်ကွက်ထဲမှာလည်းအဖွဲ့အစည်းတွေကွဲလူအတိုင်းဝိုင်းထဲမှာလည်းကွဲအဲ့ဒီလိုကွဲပြားခြားနားမှုတွေဟာတိုးတက်ဖြစ်ပေါ်လာခြင်းဟာမလိုအပ်တဲ့ဒီလုံးအတွေးခေါ်တွေမလိုအပ်တဲ့လိုလားမှုတွေကြောင့်ဖြစ်လာတာလို့မြတ်စွာဘုရားဒီဒေသနာတော်ရဆင်ញင်သုံးသပ်ကြည့်လို့ရတယ်သို့သောဒီဒေသနာတော်ဟာယဟန်တော်တစ်ပါးကိုအကြောင်းပြုပြီးတော့ဟောရတာဖြစ်တယ်သို့သောလူအတိုင်းဝိုင်းထဲမှာလည်းပဲဒါမျိုးတွေဟာကောင်းသလားလို့ဆိုမကောင်းအဲ့တော့အလုံးညီတူညီမျှအမှန်တရားပေါ်မှာယက်တည်ပြီးတော့လောကီဆောင်ရွက်သွားကြမယ်ဆိုလို့ရှိရင်ကြီးပွားတိုးတက်မှုကဖြစ်လာမှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလို့မဟုတ်ဘဲနဲ့အခုလိုချင်ဆန္ဒတွေအတွေးတွေစိတ်ဆန္ဒတွေကိုအထင်ရောက်တဲ့မာနတွေရှေ့တန်းတင်ပြီးတော့နိုင်ငံရေးပါတီတွေဖွဲ့မယ်နော်အဖွဲ့အစည်းတွေလုပ်မယ်ဆိုလို့ရှိရင်တော့ဒီအဖွဲ့အစည်းဟာကြည်ပွားတိုးတက်မှုဆိုတာမရနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဟာမတ္တမထင်ရှားတယ်လို့ဆိုလို့နော်အလုံးဟာညီတူညီမျှတိုင်ပင်ဆွေးနွေးပြီးတော့ကြည်ပွားတိုးတက်မှုကိုဆောင်ရွက်ကြသူတဝန်ကိုတဝန်ဆိုတာရှိပြီးသားအလုံးဟာမတူညီတဲ့ပုဂ္ဂိုလ်တွေဟာမတူညီတဲ့အလုပ်လုပ်ထားတာတဦးနဲ့တဦးမတူညီပေမဲ့လို့မတူညီတဲ့အလုပ်တွေကိုလှုပ်ဆောင်ခြင်းအပြင်တူတူလှုပ်ခြင်းတူတူနေခြင်းအပြင်ကြီးပွားတိုးတက်မှုဖြစ်စေစဉ်းစားကြည့်လေဘုန်းကြီးတို့တွေကိုသေချာစဉ်းစားကြည့်မတူညီတဲ့အရာတွေကစုပေါင်းပြီးတော့အလုံးလုံးနေကြတာပဲလူတယောက်တည်းပဲကြည့်မျက်စိနားနှာခေါင်းလျှာကိုယ်ကာယမနဆိုတာရှိတယ်မျက်စိရဲ့အလုပ်ကကြည့်ခြင်းရှုခြင်းအလုပ်နားကအတန်ကိုနားထောင်ခြင်းအလုပ်နှာခေါင်းဆိုတာကအနံ့ကိုသိခြင်းဆိုတဲ့အလုပ်လျှာဆိုတာကအရသာကိုသိတဲ့အလုပ်ခန္ဓာကိုယ်ဆိုတာအထီးအတွေ့အပူအေးကိုသိတဲ့အလုပ်နဲ့စိတ်ဆိုတာကြံတွေးတဲ့အာယုံအဲ့တော့စဉ်းစားကြည့်မျက်စိအလုပ်နဲ့နားအလုပ်တူလားဆိုမတူပေမဲ့ပေါင်းစပ်ပြီးတော့လုပ်ရတယ်။ကောင်းမြတ်တဲ့ရလတ်တစ်ခုလုပ်ဖို့ရပေါင်းစပ်ဖို့လိုရတယ်။မျက်စိကမျက်စိလုပ်ပဲနားလုပ်ပဲနှာခေါင်းကနှာခေါင်းလျှာကိုယ်ကဒါတိတ္တထင်ရှားတာကိုပြောပြ။အဲ့ဒီတိုင်းပဲလူအဖွဲ့အစည်းကြီးမှလည်းကိုယ်လုပ်သွားပြီးတော့ပေါင်းစပ်ပြီးတော့လုပ်သွားမယ်ဆိုရင်ကောင်းကျိုးချမ်းသာရမှာပဲဖြစ်တယ်။တဦးတယောက်တည်းငါးသာဆိုတဲ့ဟာမျိုးရှေ့ထွက်လာခြင်းရှေ့ထွက်လို့တဲ့ဆန္ဒရှိမျက်စိကလည်းငါးသာပဓာနနားကလည်းငါးသာပဓာနလို့ပြောလို့မရအလုံးဟာ
လှုပ်ဆောင်ရမယ့်အလုပ်ချင်းမတူကြဘူးကိုယ့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင် I do my best ဆိုအကောင်းဆုံးဖြစ်အောင်လုပ်သွားလို့ရှိရင်တိုင်းပြည်ဟာကြီးပွားတိုးတက်နိုင်မှာအဖွဲ့အစည်းတစ်ခုဟာကြီးပွားတိုးတက်ပုံမြင်လေးတစ်ခုထဲမှာပါတယ်လို့ပဲလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းတွေလူရဲ့ခန္ဓာကိုယ်မှာရှိကြတယ်ကိုယ်အင်္ဂါစိတ်ပိုင်းတွေခြေထောက်ကအလုပ်တစ်မျိုးလုပ်ရတယ်လက်ကအလုပ်တစ်မျိုးလုပ်ရတယ်မျက်စိကအလုပ်တစ်မျိုးလုပ်ရတယ်နားကအလုပ်တစ်မျိုးလုပ်ရတယ်ကဲအဲ့လိုအလုပ်မျိုးမျိုးရှိတဲ့ထဲမှာကြည့်အစာအာဟာရဖြစ်တဲ့အခါမှာကြည့်ကြအစာအာဟာရဖြစ်တဲ့အလုံးဟာအရာစကားနဲ့ပဲပြောပါစို့ဗိုက်ထဲပဲရောက်ရတယ်နော်စားသမျှအစာတွေကုန်ဗိုက်ထဲယူရထည့်တယ်ဗိုက်ထဲထဲတော့ခြေထောက်ကတွေးတယ်ငါလည်းမစားရဘူးနော်ငါကတော့အစာရှိတဲ့စီပင်ပန်းခံပြီးတော့သွားလိုက်တာထဲတော့သူ့ဗိုက်ထဲယူရရောက်သွားတယ်ငါပေါ်လည်းမရောက်လာဘူးလို့ထင်လက်ကလည်းငါကယူပေးရတာဒါပေမဲ့ငါတဲ့တခုမှမကြောက်ဘူးဗိုက်ထဲအကုန်ရောက်သွားမျက်စိကလည်းစဉ်းစားတယ်ငါကအစာရှိတဲ့နေရာကိုကြည့်ပေးရတယ်ငါကြည့်မပေးရင်ဘယ်နှအစာရှိတယ်ဆိုတော့မသိဘူးအဲ့တော့ဒီအစာတွေကငါထဲလည်းမရောက်ဘူးဘိုက်ကပဲလက်ဝချီအုပ်သွားတယ်ဟောစဉ်းစားကြည့်မယ်ဆိုကလေးတွေးကြည့်ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဟာအလုပ်တွေအလုံးသူ့အလုပ်သူလုပ်ကြတယ်လုပ်ချပြီးတော့ရရှိသမျှအစာတွေကိုသိမ့်ပိုက်သွားတာတော့ဘိုက်ကပဲသိမ့်ပိုက်သွားတယ်ဆိုတဲ့အခါကျတော့ဆန္ဒပြကြတာပေါ့ဘလို့ဆန္ဒပြရတော့မျက်စိကလည်းငါကြည့်မပေးတော့တော်ပြီဒီကောင်လူပါဝတယ်ကြည့်မပေးတော့ခြေထောက်ကလည်းငါအစာရှိတဲ့စိတ်ငါမသွားဘူးလက်ကလည်းပဲအစာတွေးလည်းငါယူမပေးဘူးရံဖြစ်ကြတာမညီမညွတ်တွေဖြစ်လာကြမညီမညွတ်ဖြစ်လာပြီးတော့လက်ကလည်းအစာယူမပေးဘူးခြေထောက်ကလည်းသွားမပေးဘူးမျက်စိကလည်းကြည့်မပေးဘူးဆိုတော့ဖြတ်လေးပြတ်နဲ့အစာငတ်ရေငတ်ထားလိုက်တယ်အဲ့ဒီထားလိုက်တဲ့အခါကျတော့ဘယ်သူထိသွားတော့ဆိုဗိုက်ထဲအစာမရောက်တဲ့အခါကျတော့မျက်စိကလည်းကြည့်လို့မကောင်းခြေထောက်ကလည်းမလှမ်းနိုင်တော့ဘူးလက်ကလည်းပဲမကြွနိုင်တော့ဘူးအကုန်လုံးခန္ဓာကိုယ်ကြီးဟာအင်အားနည်းပြီးမလုံနိုင်မဆက်နိုင်ဖြစ်လာအဲ့ဒီကြတော့မှသဘောပေါက်တာအော်သူသိမ့်ထားသမျှငါတို့အတွက်ပါလားဗိုက်ထဲအစာအရောက်မှငါတို့လည်းအားရှိမှာပါလားဆိုတဲ့အတိရပြီးပြန်လီညီညွတ်သွားတယ်တဲ့အဲ့လိုညီညွတ်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့လိုမညီညွတ်လို့ရံဖြစ်နေမယ်ဆိုလို့ရှိရင်အလုံးကဆန္ဒပြပြီးလှုပ်မပေးဘူးဆိုရင်ဘာနဲ့တူတုံးဆိုရင်ပင်လယ်ထဲမှာလှေကြီးအတူစီးသွားပြီးတော့ငါအောက်ကပေါက်တာမင်းအောက်ကပေါက်တာငါအောက်ကပေါက်တာငါနဲ့မဆိုင်ဘူးမင်းအောက်ကပေါက်ရင်မင်းပဲတောင်းဝန်ရှိတယ်ဆိုအငင်းပွားပြီးတော့အပေါက်ကိုဖားဖို့မကြိုးစားကြဘူးဆိုရင်လှေနစ်မယ်လှေနစ်လို့ရှိရင်အလုံးမသိမှာပဲအဲ့တော့မတူညီတဲ့အရာတွေဟာပေါင်းစုပြီးတော့လှုပ်ရတယ်ဆိုတာသဘာဝထင်ရှားတယ်ပေါင်းစုလှုပ်ခြင်းဟာအများကောင်းကျိုးအတွက်ဖြစ်တယ်အဲ့ဒါလိုမလှုပ်ဖဲနဲ့ကိုတယောက်တည်းပဲရှေ့ထွက်လာပြီးတော့နော်ချီးမွမ်းခံခြင်းနဲ့အတ္တန္တဘာဝနာချီးမွမ်းခံခြင်းနဲ့ပုရခရင်စဘေခုတုကိုပဲရှေ့ဆောင်ရှေ့ရွက်လူကြီးလှုပ်ခြင်းနဲ့ဒီပြင်လူကြီးလှုပ်တာမခံဘူးအာဝတိတုဣတရိယနေရာထိုင်ခင်းကိစ္စတွေမှာသူ့ပဲပိုင်ဆိုးခြင်းနဲ့အုပ်ချုပ်ခြင်းနဲ့ပူဇာပရကုလိအားလုံးကဂုံပြုရင်လည်းသူ့ပဲဂုံပြုခံခြင်းနဲ့မမေဝတိကတံကတပညာတုဘာပဲဖြစ်ဖြစ်ငါလှုပ်တယ်ငါပဲလှုပ်ရမယ်လို့အားလုံးကထင်မှတ်စေချင်တာလေအများလို့ဆိုတာကိုမထင်မှတ်စေခြင်းဘူးသူတယောက်တည်းပဲခုံယူခြင်းနဲ့မမေဝတိဝတအတုအလုံးငါရဲ့ဆန္ဒတိုင်းအလုံးလိုက်လျောကြမယ်ဆိုတဲ့ဒီစိတ်ဆန္ဒတွေဟာကောင်းတဲ့စိတ်ဆန္ဒတွေလားလို့ဆိုမကောင်းဘူးဖွဲ့စည်းတစ်ခုပျက်စီးခြင်းရဲ့အကြောင်း
ဟောရမြတ်စွာဘုရားရဲ့အဆုံးအမတရားဣတိပါလောစဣတိပါလတ္တသင်္ကပ္ပောဒီအတွေ့တွေအိဋ္ဌာလိုခြင်းဆန္ဒတွေမာနောကိုထင်ရောက်မှုတွေထင်ကြီးမှုတွေအဲ့ဒါတွေတိုးတက်များပြားလာလို့ရှိရင်ပျက်စီးခြင်းရဲ့အကြောင်းပဲလို့ဟောဓမ္မပဒဒေသနာတော်ကရတဲ့သင်္ကန်းစာပေါင်းစပ်ပြီးတော့တို့တွေလုံနိုင်မှကောင်းမြတ်တဲ့အကျိုးရမယ်ကိုလုပ်တဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတာကိုသတိအဲ့တော့မြန်မာနိုင်ငံမှာပိဋကတ်၃ပုံပိဋကတ်၃သွေနိကေ၅ပြတပည့်ခန္ဓာပေါင်း8400တီးနေအောင်ဘယ်သူတွေလောက်ကြရမှာလဲဆိုအားလုံးပဲလောက်ကြရမှာနော်အားလုံးပဲလောက်ကြပို့ချတဲ့ပုဂ္ဂိုလ်ကပို့ချမယ်သင်တဲ့ပုဂ္ဂိုလ်ကသင်ကြမယ်နော်ထိုသင်ယူမှုပို့ချမှုတွေဖြစ်နေအောင်အဆင်ပြေအောင်ပံ့ပိုးမဲ့ပုဂ္ဂိုလ်တွေကပံ့ပိုးမယ်ဆိုလိုတာကအပြန်အလှန်ပေါင်းစပ်ပြီးတော့ကိုယ့်အလုပ်ကိုကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်ကြလို့ရှင်ပိဋကစာပေတွေဟာတည်တံ့တည်မြဲနေမှာပဲဖြစ်ပါတယ်ဒီလိုဆိုလို့တအုပ်တဲ့လှုပ်လို့မရဘူးအဲ့တော့မြန်မာလူမျိုးတွေပိုင်တဲ့မြတ်ဝရရဲ့အဆုံးအမနဲ့ပိဋကတ်သုံးဖို့မြန်မာနိုင်ငံမှာတည်တံ့နေအောင်ကြိုးစားအထောက်ကြဖို့ပါဒါအလေးနဲ့ထားပြီးတော့ဆောင်ရွက်ကြမယ့်ကိစ္စတစ်ခုဖြစ်တယ်လို့ဒီလိုဓမ္မပဒဒေသနာအရာရောအလုံးအရာရောမှတ်သားကြရမှာဖြစ်တယ်ဟောနောက်တစ်ခုကမြတ်စွာဘုရားရဲ့အဆုံးအမမှာအညာဟိလာဘူပဏိတာအညာနိဗ္ဗာနခာမိနိဧဝမေတံအဘိညာယဘိက္ခုဗုဒ္ဓတာတာဝကောတက္ကရဏဝိနန္ဒေယဝိဝေကမနုပြုဟယေဆိုလိုတဲ့အဓိပ္ပာယ်ကပစ္စည်းလလဘာရတဲ့နိလန်းကတစ်မျိုးတဲ့နိဗ္ဗာန်ရောက်တဲ့နိလန်းကတစ်မျိုးတဲ့မတူဘူးလို့ဆိုလိုဆိုလိုတာကတရားလမ်းကြောင်းနဲ့လလဘာလမ်းကြောင်းဟာကွဲပြားခြားနားတယ်ပေါ့လလဘာကိုဖော်ဆောင်တဲ့လမ်းကြောင်းနဲ့တရားဓမ္မကိုကျင့်သုံးတဲ့လမ်းကြောင်းဟာပေါင်းစပ်လို့မရဘူးတလမ်းစီပဲသူနဲ့သူအဲ့ဒါကိုကွဲကွဲပြားပြားသိဖို့လိုအပ်တယ်လို့ဆိုလိုတယ်ပေါ့ကွဲကွဲပြားပြားသိပြီးတော့မြတ်စွာဘုရားကသက္ကာရနာဘိနန္ဒေယအများရဲ့ကြီးညိုလေးစားမှုတွေလလဘာရမှုတွေဂုဏ်ရှိမှုတွေဂုဏ်တရင်ကြီးမားမှုတွေဒါတွေကိုမမက်မောပါနဲ့တဲ့မမက်မောနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားမှာဒါတွေမပါဘူးဒါတွေမမက်မောရဘူးလို့ဆိုလို့တယ်ပေါ့မင်္ဂနဲ့လမ်းကြောင်းရဖို့ရအတွက်ဒါတွေကိုမမက်မောရတက္ကာရနာဘိနန္ဒေယဝိဝေကမနုပြုဟယေကိုယ့်ရဲ့တိုးတက်မှုရှိအောင်နော်တို့တဲ့လှုပ်ထိုက်တာကိုကြိုးစားအထောက်ပါလို့ဒီလိုဆိုလို့တယ်ပေါ့နော်ကျိုးဆိုအဲ့တော့နာမည်ကြီးအောင်လည်းမလုပ်နဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကတခြားနိဗ္ဗာန်သွားတဲ့လမ်းကတခြားဘုံကြည့်ပြီးတော့လက်လက်ပါရမယ်လမ်းကြောင်းကတခြားလို့ဒီလမ်းကြောင်းနှစ်ခုစီတာထားပြီးတော့ကိုသွားတာပဲလမ်းကြောင်းကသွားတယ်လေဒါအရေးကြီးဆုံးပဲကိုဟာတရားဓမ္မကျင့်ပြီးနိဗ္ဗာန်ဆိုတဲ့ခရီးကိုသွားမှလားသို့မဟုတ်စိတ်နှလုံးအေးချမ်းမှုကိုဖော်ဆောင်မှလားစီးပွားရေးပဲအာယုံဆိုင်ပြီးတော့တခြားကိစ္စတွေကဘယ်လိုပဲနေနော်ဘယ်သူသေးငတေမာရောဆိုတဲ့လမ်းကြောင်းနဲ့သွားမှလားဆိုတာနှစ်ခုကွဲကွဲပြားပြားစီးခြားထားဖို့လိုအပ်တယ်လို့ဆိုလို့တယ်ပေါ့အဲ့ဒီမှာအညာဟိလာဘူပဏိတာလာဘဥပနိတာလက်လက်ပါရခြင်းရဲ့အကြောင်းကတခြားတဲ့အဲ့တော့လောကလူတွေဟာလက်လက်ပါရဖို့ဘယ်လိုလုပ်ကြတာတော့ဆိုတော့ဒီနေရာမှာအထက်ကရာဆရာကြီးကအနည်းငယ်ထုတ်ပြီးတော့ပြထားတယ်လက်လက်ပါရဖို့ရအတွက်ကြရင်တဲ့လူဆိုတာတော့ယဟန်နေပဲဖြစ်ဖြစ်လူ့အကြောင်းနေပဲဖြစ်ဖြစ်ပစ္စည်းဥစ္စာလက်လက်ပါရဖို့အတွက်ကြလာဘုပ္ပါဒကေနလက်ကိုဖြစ်ပေါ်စေခြင်းတဲ့ပုဂ္ဂိုလ်တရားဟာတဲ့ထောကံအာကုသလံကမ္မံကာတဝတ္တတိမဟုတ်တာလေးတော့အ ਨੇ ဆုံးလောက်ရတော့မှာပဲ
မကောင်းတဲ့နီးနဲ့လတ်လပါရချင်တော့မဟုတ်တာလေးတော့အနည်းဆုံးလုပ်ကြတယ်ဒီကနေ့ခေတ်မှာကြည့်လေရချင်တဲ့စိတ်နဲ့လုပ်တာတွေလက်ပေးလက်ယူဆိုတဲ့အဂတိတွေဘယ်တော့မှမပြောင်းနိုင်တဲ့အနေအထားမျိုးတွေဖြစ်တယ်ပေါ့အနည်းငယ်မဟုတ်တာလေးတော့လုပ်ရတယ်တဲ့ဥပမာပေးထားတယ်ဒီနုကနာထမင်းနှုတ်ထမင်းဆိုတာမြန်မာပြည်မှာအားလုံးသိတယ်အဲ့နှုတ်ထမင်းကိုလက်နဲ့ကောယူတဲ့အခါမှာကိုယ့်ရဲ့လက်ညှိုးကိုနှုတ်ထမင်းနဲ့ပဲဖြောင်းမြောင်ကြီးစိုက်လိုက်စိုက်ပြီးရင်ဖြောင်းမြောင်ကြီးပြန်နှုတ်လို့ရှိရင်ကိုယ့်လက်ထဲမှာနှုတ်ထမင်းပါလာမှာမဟုတ်ဘူးလက်ကတ်ထားလေးလောက်ပဲရှိမယ်ပါလာမှာမဟုတ်ဘူးနော်ဖြောင်းမြောင်ကြီးစိုက်ပြီးဖြောင်းမြောင်ကြီးပြန်နှုတ်လိုက်လို့ရှိရင်လက်ထဲမှာနှုတ်ကနာနှုတ်ထမင်းပါလာမှာမဟုတ်ဘူးအဲ့တော့မလို့လက်ချောင်းလေးကိုနည်းနည်းကောက်လိုက်လို့ရှိရင်နှုတ်ထမင်းအခဲလိုက်ကြီးပါလာအဲ့ဒါဘာကိုပြောတာတော့ဆိုရိုးသားဖြောင်းမနေရင်တော့ဘာမှမရဘူးဆိုတဲ့အဓိပ္ပာယ်ပြောတာနော်နည်းနည်းလေးကောက်လိုက်ပြီဆိုရင်ရလာပြီအဲ့တော့လက်လက်ပါရဖို့ဆိုတာနည်းနည်းကောက်မှရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြဒါဖြင့်လက်လက်ပါရအောင်လှုပ်တိုင်းဟာမတရားတဲ့နေကြီးပဲလားလို့ဆိုအဲ့ဒါလိုတော့မဟုတ်ဘူးမြတ်စွာဘုရားတရားတဲ့နေနဲ့လက်လက်ပါရနိုင်တဲ့ခါတွေရှိတယ်မတရားတဲ့နေနဲ့မရှိဘူးတရားတဲ့နေနဲ့ပဲလုပ်ရမယ်ဥပမာပစ္စည်းရောင်းဝယ်လုပ်တယ်ဆိုရင်လည်းမမှန်ကန်ကန်ရောင်းဝယ်တယ်မမှန်ကန်ကန်ပစ္စည်းမှန်မှန်လုပ်တယ်အဲ့လိုနေနဲ့လည်းကြည်ပွားတာရှိတယ်လေမမှန်ကန်လုပ်ပြီးတော့ပစ္စည်းဥစ္စာကိုရအောင်လုပ်တာမျိုးမဟုတ်စေရမှန်ကန်တဲ့နီလန်းနဲ့လည်းပဲအကျိုးအမြတ်တွေကဖြစ်နိုင်တာပဲလေအဲ့ဒါကိုတတိထားဆင်ခြင်မှုဆိုတာကိုထိတေသနာတော်မှာဟောပြောတာပဲဖြစ်လူပဲဖြစ်ဖြစ်ရှင်ပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နော်ဒီမှန်ကန်တဲ့နီလန်းနဲ့ပစ္စည်းဥစ္စာရဖို့မမှန်မကန်တဲ့နီးနဲ့ပစ္စည်းဥစ္စာကိုမရှာဖို့ဆိုတာကိုဒါမြတ်စွာဘုရားဟောပြတယ်မှန်ကန်တဲ့နီးလို့ဆိုတာကောင်းရင်ကောင်းဝယ်လုပ်တယ်နော်မှန်ကန်ကန်လုပ်တယ်ကိုရောင်းတဲ့ပစ္စည်းဟာအမခံတယ်ဒီလိုနဲ့ကြည်ပွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲလေရှိတာအတုမလုပ်ဘူးမှန်ကန်ကန်လုပ်တယ်အကုန်လုံးဟာစစ်မှန်တယ်အလေးမှန်တယ်အချိန်တွဲမှန်တယ်အလုံးအမှန်ကန်နဲ့လုပ်တဲ့ဟာမျိုးအမှန်ကန်လုပ်လို့ရတဲ့ပစ္စည်းဟာတမိုးရှိတဲ့ပစ္စည်းတစ်ခုဖြစ်လာအဲ့ဒါကြတော့နိဗ္ဗာန်လမ်းကြောင်းကိုပိတ်ဆို့တဲ့အနေအထားမျိုးမရောက်ဘူးတဲ့ကောက်ကျစ်ဆင်းလဲမှုမပါဘူးလို့သူတို့ဆိုလို့ဥမာယဟန်တော်တွေတရားဓမ္မတွေကကြီးညိုတယ်ဆိုရင်ဥပရိတမ္ပတိလို့ဆိုကြတဲ့ကြီးညိုပွဲရုပ်အဆင်းရှိရင်လည်းပဲကြီးညိုတဲ့လူပေါ်တယ်နော်ကြီးညိုပွဲရုပ်အဆင်းရှိရင်လည်းကြီးညိုတဲ့ပုဂ္ဂိုလ်ပေါ်တယ်နောက်တစ်ခါအနေထိုင်ကောင်းရင်လည်းကြီးညိုတဲ့ပုဂ္ဂိုလ်ပေါ်တယ်စတတ်ရင်လည်းကြီးညိုတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်အချမ်းရံဂုဏ်တရင်ကြီးမားရင်လည်းကြီးညိုတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ဒီလိုယဟန်တန်ဃာတွေလည်းမှန်ကန်တဲ့ဘက်ကနေပြီးတော့ကြီးညိုကိုးကွယ်တဲ့တရားဓမ္မတွေရှိတာပဲပေါ့အဲ့တော့မှန်ကန်တဲ့နီးနဲ့ရတဲ့ဟာကိုဆိုလိုတာမဟုတ်ဘူးမမှန်မကန်တဲ့နီးနဲ့လှုပ်တဲ့လတ်လပါရခြင်းမျိုးကိုကဲ့ရဲ့ရှုပ်ချတာလို့သူတို့ဆိုလို့အဲ့တော့လိုက်ရတယ်ဆိုတဲ့နေရာမှာပစ္စည်းဥစ္စာရတယ်ပေါ်များတယ်ဆိုတဲ့နေရာမှာမမှန်မကန်လှုပ်တဲ့လှုပ်ရမျိုးနဲ့ပစ္စည်းလတ်လပါရဖို့မကြိုးစားသင့်ဘူးလို့သူတို့ဆိုလို့တယ်ပေါ့နော်ရိုးသားရမယ်ဖြောင့်မတ်ရမယ်ရိုးသားဖြောင့်မတ်ခြင်းဟာနိဗ္ဗာန်ရောက်ကြောင်းအကြောင်းတရားတစ်ခုဖြစ်တယ် Honesty is the best policy ဆိုတာအလုံးတခြားနဲ့လူမျိုးတွေလည်းပဲဒါသိတယ်ရိုးသားမှုဓမ္မတမိုးရှိတဲ့အရာဖြစ်တယ်အဲ့တော့ဘယ်အရာပဲဖြစ်ရိုးသားရမယ်လို့ဆိုလို့လေပေါ့ရိုးသားဖြောင့်မတ်မှုဟာတမိုးရှိတယ်လူဆိုလဲရိုးသားမှတမိုးရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့လောကမှာပစ္စည်းဥစ္စာရဖို့
ဘယ်လိုလုပ်ရမလဲရချင်တဲ့စိတ်ဓာတ်တစ်ခုတည်းနဲ့ပစ္စည်းဥစ္စာရအောင်ဘယ်လိုလုပ်ရမလဲဆိုတာရှင်သာရိပုတ္တရာရဲ့တပည့်တစ်ပါးယဟန်တစ်ပါးကရှင်သာရိပုတ္တရာကိုမေးဘူးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လာဘကရဟဆတ်ဆိုတာ90ဆက်ထဲမှာပါတယ်လလဘရတဲ့နီးနော်ဖြတ်လန်းကကြီးပွားခြင်းဘာလို့ရမလဲလူရဖြတ်လန်းကစီးပွားတိုးတက်ခြင်းဘာလို့ရမလဲဆိုတာကိုရှုပ်ချဖို့အနေနဲ့ပြောထားတာလူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ဖြတ်လန်းကနေပြီးတော့ကြီးပွားတိုးတက်ခြင်းလို့ရှိရင်အချက်၄ချက်ကိုလိုက်နာဘာလို့ဆိုအယူရောင်ဆောင်တတ်ရမယ်ယူရမယ်နော်လူတော်လူကောင်းမဟုတ်ဘူးအယူအနှံလောက်တတ်ရမယ်တဦးနဲ့တူမတက်အောင်ဂုံးတိုက်တတ်ရမယ်နောက်တစ်ခါဇာတ်စင်မောတက်ပြီးတော့ကသလိုအရှိတ်မရှိကပြတတ်ရမယ်တချင်းဆိုတတ်ရမယ်သူများမပြောရတဲ့အလုပ်တွေကိုဟုတ်မဟုတ်ကျဲလောင်နဲ့ပြောရရမယ်အဲ့ဒီလိုအယူမလုပ်တတ်ဘူးဂုံးမတိုက်တတ်ဘူးမကပြတ်တတ်ဘူးနော်ကျဲလောင်နဲ့တူချားထဲမှာဟဲ့អော်ပြီးမပြောတတ်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကလူလောကထဲမှာလိုက်ရမှာမဟုတ်ဘူးတဲ့လောကမှာလိုက်ရချင်ရင်တော့အဲ့ဒီလိုလုပ်ရမယ်ယူရောင်ဆောင်ရမယ်နော်ဂုံးတိုက်တိုက်ရမယ်နော်ကချေသေးလို့ကပြတ်တိုက်ရမယ်ရှေ့ကနေလက်သက်ခြေသက်လက်ညှိုးထိုးပြီးတော့ပြောရဲဆိုရဲရမယ်တဲ့အဲ့ဒီချက်၄ချက်နဲ့မှလိုက်ရမှာလို့ပြောတယ်လာဘကရဟသမနာနုမတောနပိတုနောနာနတောနာကုတုဟလောမုံနေသူလဝတေလာပံဧတာတိအနုတာတနီအဲ့ဒီတိုင်းလုံးမှလိုက်ရမယ်ဆိုအဲ့ဒီလိုရတဲ့လက်လဘဟာကောင်းသလားဆိုမကောင်းသည့်အတွက်ကြောင့်ဒီရထုတံယတလာပံအဲ့ဒီနည်းနဲ့ရတာအတော်ယွန်းစရာကောင်းတဲ့တို့ဆိုလို့နော်ဌနလာဘိယစာပြယာဟောတိဝိနိပါဒေနအထမစရဏိနာဝကိုယ့်ရဲ့ကိုချင်းတရားတွေကိုပျက်စီးပြီးမကောင်းတဲ့အကျင့်တွေကိုကျင့်ပြီးမတရားအတိနဲ့လှုပ်တဲ့ရတဲ့အရာဟာအမတ္တမဆိုရတယ်တဲ့ဆိုရတယ်ဒါကြောင့်မို့လို့အရေးကြီးဆုံးကတော့ဧတဝစီဝိတာတေယောယာစာဓမ္မေနဧတနာမတရားတဲ့နည်းနဲ့ပစ္စည်းရှာမဲ့အစားတောင်းစားတာလိုက်ပြီးတော့ဆွမ်းခံစားတာအကောင်းသေးတယ်လို့ဆိုလို့တယ်တန်ဖိုးရှိသေးတယ်လာဘကရဟသမအဲ့ဒါလို့ဟောထားတာရှိတယ်ပေါ့ဒါကြောင့်မို့အညာဟိလဟုပဏိတာအညာနိဗ္ဗာနကာမိနိဧဝမေတ္တံပညာယဒီလမ်းစဉ်နှစ်ရပ်ကိုကိုယ်ပြသိရမယ်သိပြီးတဲ့အခါမှာလိုက်ရတဲ့လမ်းစဉ်မျိုးကိုမလုပ်ပါနဲ့လို့ဆိုလို့လေရသမျှနဲ့ခြေနှပ်ပါလိုက်ရအောင်တမင်သက်သက်မကြိုးစားပါနဲ့တက်ကာရနာဘိနန္တိယဝိဝေကမနုပြုဟေအဲ့တော့မတရားတဲ့လူအကြောင်းနေအနေနဲ့ဆိုရင်မြတ်စွာဘုရားဆိုလိုတာမတရားတဲ့နေနဲ့စီးပွားမရှာပါနဲ့လို့ပြောတာပဲเนาะမတရားတဲ့နေနဲ့စီးပွားမရှာနဲ့တရားတဲ့နေနဲ့ပဲစီးပွားရှာပါမတရားနေနဲ့ရတဲ့နေဟာကောင်းတဲ့ဟာမဟုတ်ပါဘူးဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာလူတော်လူကောင်းဖြစ်ဖို့အတွက်လမ်းညွှန်မှု guideline တွေကိုပေးတာဖြစ်လို့တကယ်ဘဝရဲ့ဏီတိဆုံးမတရားတော်တွေဖြစ်တယ်ဓမ္မပဒဒေသနာတော်မှာဓမ္မရတ္တကိုတေချာခံစားကြည့်ပြီးဘဝသင်္ကန်းစာတွေကိုရအောင်လှုပ်ဆောင်ကြရမှာဖြစ်တယ်အေးဘဝတစ်ခုရလာလို့ရှိရင်ယခင်83ခုမြောက်ဒေသနာတော်မှာပါတဲ့84ခုမြောက်ဒေသနာတော်မှာပါတဲ့83 84မှာပါတဲ့အတွေးတွေလူရင်းဆန္ဒတွေမာမနာတွေမဖြစ်အောင်ကိုယ့်ကိုထိမ့်သိမ့်ဖို့နဲ့
လိုက်ရခြင်းရဲ့အကြောင်းနိဗ္ဗာန်ရခြင်းအကြောင်းလူတော်လူကောင်းဖြစ်ဖို့နဲ့စီးပွားဖြစ်ဖို့ဆိုတာ ਨੇ လူတော်လူကောင်းဖြစ်ဖို့ရွေးချယ်ပြီးတော့မတရားတဲ့နည်းနဲ့တို့တွေစီးပွားမရှာသင့်ဘူးဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုမှတ်သားပြီးတော့ကိုယ့်ဘဝမှာတန်ဖိုးရှိရှိအသိရှိရှိနဲ့ဘဝတစ်ခုကိုနေထိုင်ကျင့်သုံးဘဝတစ်ခုမှာနေထိုင်ကျင့်သုံးနိုင်ကြဖို့ဟာအရေးကြီးတယ်ဆိုတာကိုမြတ်စွာဘုရားအဆုံးအမတိုင်းမှတ်သားနိုင်ဖို့ဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာတကယ်လှပတဲ့ပန်းဥယျာဉ်ကြီးတဲ့ဝင်ရောက်လိုက်တဲ့အခါပန်းမျိုးစုံအလှတွေကိုတွေ့ရတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဘက်ဆောင်ကကောင်းတဲ့လူတိုင်းအတွက်ကြီးပွားချမ်းသာမှုတိုးတက်မှုစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့အဆုံးအမတွေဖြစ်တာမို့ကိုစီမိမိတို့ကိုယ်တိုင်ရွေးချယ်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း